အောက်တန်းစားမငါခရီးထွက်နေတော့မှာငါယောက်ျားနဲ့ညီးနဲ့ဖြစ်ချင်တိုင်းဖြစ်နေတယ်ပေါ့လေ For You Cinema application ကို Android phone မှာဆိုရင် Play Store မှာ F1 Cinema မြန်မာကိုရိုက်ရှာ၍ဒေါင်းလုဒ်ကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။ iOS ဖုန်းမှာဆိုရင် App Store မှာ For You Cinema ကိုရိုက်ရှာ၍ဒေါင်းလုဒ်ကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။ စေခံမလင်ကောမအောက်တန်းစားမငါခရီးထွက်နေတော့မှာငါယောက်ျားနဲ့ညီးနဲ့ဖြစ်ချင်တိုင်းဖြစ်နေတယ်ပေါ့လေဟလားကြားတယ် မဟုတ်ပါဘူးတရင်ကတော်ကြီးရဲ့ကျမခန်းထဲကိုလေတရင်ရအတင်းဝင်လာပြီးကျမကိုဖျက်ဆီးတာပါကျမတောင်းပန်ပါသေးတယ်ရှင်ဘယ်လိုမှတောင်းပန်လို့မရပါဘူး ငါယောက်ျားညီးကိုကြံ့နေဆိုရင်လေညီးလွတ်အောင်ရှောင်ပေါ့ဟိညီးကအလိုတူအလိုပါဖြစ်နေတာဘာလဲညီးကငါတို့ပိုင်တဲ့စီးစိမ်ဥစ္စာတွေအားလုံးအပိုင်ချန်ညင်းလို့မလားကြားလား မဟုတ်ရပါဘူးတရင်ကတော်ကြီးရဲ့တရင်ကတော်ကြီးတို့ပိုင်တဲ့စီးစိမ်ဥစ္စာတွေကိုလည်းကျမမကြံစီပါဘူးတရင်ရောလည်းလေကျမမမြူးဆွဲပါဘူးရှင် တာပြီ For You Cinema application ရဲ့အကောင့်ဝင်ရမှာတော့ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပြီးဖုန်းနံပါတ်ရဲ့ message မှာကြာလာတော့ OTP ကုတ်6လုံးကိုထည့်သွင်းဖြည့်ပေးရမှာဖြစ်ပါတယ်ရှင်။ထို့နောက်စကားဝတ်နေရာတွင်မိမိကိုယ်တိုင်အလွယ်တကူမှတ်မိစေမည့်ခဏန်း6လုံးကိုထည့်သွင်းသတ်မှတ်ပေးပါ။စကားဝတ်ကိုဒုတိယအကြိမ်ထပ်မံအတည်ပြုသတ်မှတ်ပေးပါ။အကောင့်ဖွင့်ခြင်းအောင်မြင်စွာပြီးဆုံးမှာကမိမိနှစ်သက်ရာကိုကြည့်ရှုခန်းစားနိုင်ပါပြီရှင်။